ကိုမသိခင်ကတေထားနော်ငါဒီတရားအောင်မယ်ဟုတ်နော်နေတိုင်းဆင်ကျင်ပါတယ်အချိန်တိုင်းဆင်ကျင်ပါတယ်ဆင်ကျင်တာတတိတယ်တတိရှိနေရင်သေတော့မသိဘူးတဲ့တတိမရှိရင်နေလေအသေးပဲတဲ့အဲ့ဒါပြောတာထင်တယ်ဟုတ်နော်တတိမရှိတဲ့ပုဂ္ဂိုလ်နေလေအသေးပဲတဲ့ဟုတ်ဗျာဟင်တတိရှိတဲ့ပုဂ္ဂိုလ်သေတော့မသိဘူးတဲ့ဟုတ်ဗျာဒါဝမသေးခင်ငါတဲ့ကငါတရားအောင်မယ်ဒီတတိအမြဲရှိထားဟုတ်နော်အဲ့လိုတတိရှိထားတဲ့ပုဂ္ဂိုလ်တရားအောင်မှာကိုတရားမှာကိုအမြဲတမ်းသိနေတဲ့ပုဂ္ဂိုလ်သေတဲ့ကာလတော့ဟိုဒါငါသိုးသောကတည်းကတွေးထားတာပဲတုံလို့ပါဦးမလားဟိုဒါငါသိုးသောကတည်းကတွေးထားပြီးသားပဲတုံလို့သိုးသောကတည်းကတွေးထားတာကိုဗျာဟုတ်ဗျာတွေးမထားတဲ့ပုဂ္ဂိုလ်သူဒီနေရာသွားမှာနော်ဟုတ်ဗျာပြီးတော့ခုနမကွဲခင်ကခွဲထားဟုတ်ကဲ့ဟင်မိသားစုနဲ့ဒါငါနဲ့လင်းနဲ့ငါနဲ့မယားနဲ့ငါနဲ့သားနဲ့ငါဟာငါတိုင်းထားသားဟာသားထားငါဟာငါတိုင်းထားသမီးဟာသမီးတိုင်းထားငါဟာငါတိုင်းထားလင်းဟာလင်းတိုင်းမယားဟာမယားတိုင်းထားလိုက်ရင်ဒါကွဲနေတာထင်တယ်အဲ့လိုကိုကွဲထားဟုတ်နော်အဲ့လိုကွဲထားလို့ရှိရင်သေတော့ကိုလန်းကိုသွားနိုင်တယ်ပေါ့ဟုတ်နော်